မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဘဝရဲ့မရှိမဖြစ်လိုအပ်တဲ့နေရာမှာတစ်ခုကြောင်းပြောပြခြင်းပါတယ်ရိုးစင်းနဲ့ရိတ်သိမ်းခြင်းလို့ခေါ်တဲ့နေရာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ relationship တွေမှာချစ်ချင်းမြတ်တာနယ်ပယ်မှာဒီနေရာမှာဟာဘယ်လောက်တောင်အရေးကြီးလဲဆိုတာကြည့်ရအောင်ကြပြဆရာမောင်တီ MC1FG ကအခုလိုရွေးဖွဲ့ထားပါတယ်နားထောင်ကြည့်ပါမင်းဟာတစ္ဆာမဲမှုဆိုတဲ့မျိုးစေ့ကိုချခဲ့ရင်နာကျင်မှုအရှက်ရမှုနဲ့ကွဲကွာမှုဆိုတဲ့ခါးသီးတဲ့အသီးကိုမလွဲမသွေရိတ်သိမ်းရမှာပဲဒါဟာတဘာဝရဲ့အမှန်တရားပါဘဝမှာတင်ပါကိုစိုက်ပျိုးခဲ့လေဆိုတဲ့အပေါ်မှာမူတည်ပြီးဘာကိုပြန်ရိတ်သိမ်းရမယ်ဆိုတာဆုံးဖြတ်ပြီးတာပါတကယ်လို့သင်ဟာသင်ရဲ့ relationship မျိုးမှာပြုတ်ဝက်ချက်တွေလိမ်ညာမှုတွေတစ္ဆာမဲမှုတွေကိုမျိုးစေ့အဖြစ်ချခဲ့မယ်ဆိုရင်ချုံမိန်တဲ့မြစ်တာခွင့်လွတ်ခြင်းတစ္ဆာစောက်တည်ခြင်းဆိုတဲ့အသီးတွေကိုဘလို့လို့မျှော်လင့်နိုင်ပါလဲရလကတော့ကြပြမှာပါတဲ့အတိုင်းပဲနာကျင်မှုနဲ့ကွဲကွာမှုဆိုတဲ့ခါးသီးရဲ့အသီးနှံတွေပါပဲကျွန်တော်တို့ရဲ့ဖျားသခင်ကဤနေရာမှာကိုအလွန်ရှင်းလင်းပြတ်သားစွာဖော်ပြထားပါတယ်ဂလာတိဩဝါဒစာအခန်းကြီး6အငယ်ခွန်မှာအလွဲမယူကြနဲ့ဖျားသခင်သည်ပတိမဲ့တွင်ပြုခြင်းကိုခံတော်မူလူသည်မျိုးစေ့ကျဲသည့်အတိုင်းအသီးနှံကိုကျေရတော်မူညီကိုမောင်နှမတို့သတိထားပါဖျားသခင်ကိုလှည့်စားလို့မရပါဘူးကျွန်တော်တို့ relationship တွေမှာဘာလုပ်လို့ဘာပြောပြုတ်ဝက်ချက်ထားခဲ့ရင်တော့ဘုရားသခင်ကအားလုံးကိုမြင်နေပါတယ်ခုပဲဆုံးဖြတ်လိုက်ပါဒီဟာတစ္ဆာမဲမှုရဲ့ခါးတည်တဲ့အသီးကိုရိတ်သိမ်းမယ်စားမြစ်တာတစ္ဆာယုံကြည်မှုဆိုတဲ့မျိုးစေ့ကိုဒီနေ့ကစပြီးစတင်ချမှာပါသင်ရိုးသားမှုနဲ့ချစ်ချင်းမြတ်တာကိုစိုက်ပျိုးတဲ့အခါသင်ဟာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာညီသက်ခြင်းနဲ့ခိုင်မြဲတဲ့ relationship ဆိုတဲ့ချိုမြင်တဲ့အသီးနှံတွေကိုမလွဲမသွေရိတ်သိမ်းရမှာပဲဖြစ်ပါတယ်တင်ဆိုင်ပြိုးခဲ့တဲ့အရာတွေတက်တောင်းယူပါကောင်းသောအရာကိုသာစတင်ဆိုင်ပြိုးပါဘုရားသခင်တင့်ကိုကောင်းချီးပေးပါစေယေရှုတင်ပါတယ်